အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့စာရေးဆရာနောင်ရိုးစစ်တက်ရေးသားထားတဲ့အယူသူတော်နဲ့လေးစုမြောက်တစ်မာကိန်းနဲ့ဖျားဆိုတဲ့စိတ်ဝင်စားဖွယ်ရာဂမ်ဘီယာဇလန်းကောင်းလေးကိုပြောပြတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာနားဆင်ခံစားပေးကြပါဦးခင်ဗျာဇလန်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးသူများလောက်ထားပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာတောင်ဆောင်နဲ့ကြီးမောင်တင်းကမြေစီမှာဝစ်တွားပြီးမျက်ရည်အဖြိုင်ဖြိုင်ကြရင်ကဖိုးတောက်ကြရဲ့လက်ထဲကစင်းတုတော်ကိုအကြိမ်ကြိမ်ဥခိုက်ရှစ်ခိုးနေလေတယ်။သူတော်တို့တောင်တောင်ဆောင်နဲ့ကြီးကိုကြည့်ပြီးပီတိအဟောင်ကူးဆက်မိရတာပေါ့။ကျုပ်ဒီတောင်ကိုစောင်းချက်နေရတဲ့နတ်ဖြစ်ကလေးကကျုပ်ရဲ့တောင်မှာစင်းတုတော်တစုကိန်းအောင်တယ်ဆိုတာကိုသိမိရတယ်။ဖူးခြင်းစိတ်တွေသိပ်ပြင်းပြတာပဲ။ဒါပေမဲ့ဖူးဖို့အတွက်ကြောင့်ဘလို့မှအခွင့်အရေးမရနိုင်ဘူးအဲ့ဒီနေရာကကျုပ်တောင်ဝင်ရောက်လို့မရဘူးလေဘာလို့ဝင်လို့မရတာလဲကျုပ်လိုဘုံမစိုးတယောက်အတွက်အဲ့ဒီအထဲကိုဝင်ဖို့ကဘလို့ဖြစ်နိုင်မှာလဲဆရာသူတော်ရဲ့ဒါပေမဲ့တောင်ဆောင်နဲ့ကြီးပဲမုတ်တကားကိုဖွင့်ပေးခဲ့တာမဟုတ်လားအဲ့ဒါကအထက်နဲ့တို့ကအခွင့်ပေးထားလို့ပါဒီအတိုင်းဆိုရင်အနာကိုတောင်ကတ်ခွင့်မရှိပါဘူးတောင်ဆောင်နဲ့ကြီးကစင်းတူတော်ကိုထပ်မှန်ပြီးဥခိုက်ဖူးမြော်ပြန်ပါတယ်သူခမညာအနှစ်နှစ်အလလကလေးကဆန္ဒရှိခဲ့ရသူမို့ရရှိချိန်ကြည်နူးမှုတို့ကဆယ်ကျိုးကတဲ့လို့ဖြစ်ပြီးပြုတ်မှုနေမိတာလည်းဖြစ်ပါတယ်ကဲတောင်ဆောင်နဲ့ကြီးရေငါသူတော်တို့လည်းတွားရတော့မယ်ဟုတ်ကဲ့ပါဆရာသူတော်တွားပါဒီဘက်လမ်းကနေတွားပါသူတော်ကပြောတဲ့စကားကိုတောင်ဆောင်နဲ့ကြီးကလိုက်လိုက်ရော်ပဲပြောလိုက်တယ်လမ်းကိုလည်းညွှန်ပြတယ်သူတော်တို့ ၃ ယောက်လည်းတောင်ဆောင်နဲ့ကြီးမောင်တင်းပြတဲ့လမ်းအတိုင်းပဲဆင်းလာခဲ့ကြတာပေါ့။ဓားရောင်ပြပြကညအခါတမေဟကိုလင်းချင်းအောင်စွမ်းပေးထားလေတယ်။သူတော်တို့ ၃ ယောက်ကလမ်းအတိုင်းပဲတောင်အောက်ကိုဆင်းနေကြဖြစ်ပါတယ်။အစင်းခကြီးကအလာတုံးကလို့မဟုတ်ဘူး။လမ်းကပြေးပြီးမဲ့အောက်စီကိုအတော်နဲ့မရောက်နိုင်ဖြစ်နေကြရတယ်။ဖိုးတောက်ကြဆိုရင်စင်းတူတော်ကိုရင်မာပိုက်ထားရသူမို့ရှောင်ရင်ကအတော့ကိုပင်မနေရလေပြီ။ဆရာသူတော်ခဏလောက်နားကြရအောင်လားဗျာညောင်းနေပြီလားကွာညောင်းနေပြီဗျကဲဒါဖြစ်လေနားကွာဖိုးတောက်ကြကစင်းတူတော်ကိုအနီးကကြောက်တုံးကြီးတစ်ခုစီမှာတင်လိုက်လေတယ်ပြီးတော့သူကကြောက်တုံးအောက်ခြေစီမှာပဲခြေပြစ်လက်ပြစ်ထိုင်ချလိုက်ပါရောသူတော်ကတော့လမ်းအလယ်မှာပဲအစင်းဘက်ကိုလှဲလို့ခြေကားရလက်ကားရထိုင်နေလေတယ်ဖိုးတောက်ကြအတော်မောလာကွာတဆေကြီးကဖိုးတောက်ကြအနားကိုရောက်လာပြီးတော့မေးလေရဲ့ဖိုးတောက်ကြကလည်းတဆေကြီးကိုမေးမှမေးတတ်လေဆိုတဲ့အကြည့်မျိုးနဲ့ကြည့်လိုက်ပြီးဘဲနဲ့မေးတာလေဗျာမောတာပေါ့မောတာမှလေရှာကားထွက်ပြီးတော့နဖူးကိုပြန်ရိုက်တော့မယ်ဒီလိုမျိုးလားကွာဖိုးတောက်ကြပြောကြောင်တဆေကြီးကပါဇက်ကိုဟပြီးရှာရှည်ကြီးကိုထုတ်ပြလိုက်တယ်နဖူးကိုလည်းရိုက်ပြလိုက်တယ်ဟောကျုပ်ကတကယ်မောနေပါတယ်ဆိုတဆေကြီးကလာနောက်နေပြန်ပါပြီဗျာဖိုးတောက်ကြစိတ်မရှိပဲပြောမိတော့တဆေကြီးကနဘေးမှာဝင်ထိုင်လာရင်းနဲ့စိတ်မတူပါနဲ့ကွာငါကမင်းကိုစိတ်သက်သာရရအောင်လုပ်ပြတာပါဘောတဆေကြီးကတော့မမောတော့ပြောအားရှိတာပေါ့ကျုံမှာတော့မောလွန်းလို့အသက်တောင်ထွက်ချင်နေပြီရေကလည်းစားလိုက်ပါပြီနဲ့ဖိုးတောက်ကြကိုတဆေကြီးတနာသွားမိတယ်သူ့အနေနဲ့ကဘလောက်သွားမမောဘူးလေဆရာသူတော်ဆိုလဲကြင့်ကြံခဲ့တဲ့ဂုံတက်တိတို့ကြောင့်အဲ့ဒီလောက်မောမှာမဟုတ်ဘူးဖိုးတောက်ကြမင်းရေတောက်ချင်လားတောက်ချင်တာပေါ့ဗျဒီအချိန်မှသာလေရေအေးလေးတောက်လိုက်ရလို့ကတော့ငါရေသွားခပ်ပေးမယ်ကွာတကယ်လားတကယ်ပေါ့ကွာဒါဖြစ်လေခတ်တိုက်ပါအောင်ဗျာတဆေးကြီးကထားပြီးတော့ဖိုးတောက်ကြအနားကနေရိတ်ခနဲ့ထွက်သွားပါတယ်အချိန်နည်းနည်းလောက်စောင့်ပြီးတော့ဖိုးတောက်ကြစီကိုတဆေးကြီးပြန်ရောက်လာတယ်လက်ထဲမှာလေဖက်ကတော့ထိုးပြီးတော့ရေတွေခတ်လာလေရဲ့ရော့ဖိုးတောက်ကြဖိုးတောက်ကြလဲရေကိုယူပြီးတော့အငမ်းမရတောက်မိပါတယ်ရေတောက်ပြီးတော့တဆေကြီးကတောက်ကြဗျာငါပြောစရာရှိလို့ကွာဘာပြောမှလဲတဆေကြီးကဘေဘီကိုတစ်ချက်ဝေးဝိုင်ကြည့်လိုက်တယ်ဘာဖြစ်လို့တော့တဆေကြီးကငါပြောမလို့ကွာဟိုတယောက်ရှိမရှိကြည့်နေတာဘယ်တယောက်တုံးဗျတဆေကြီးကဖိုးတောက်ကြအနားကိုတုတ်ကတ်လိုက်တယ်လေးတန်တိုးတိုးနဲ့ပြောတယ်တောင်ဆောင်နဲ့ကွာတောင်ဆောင်နဲ့ဖိုးတောက်ကြကမျက်ခုံးတွေကိုပင်းလိုက်ပြီး
ဗျာတောင်ဆောင်ကဘာဖြစ်လို့တော့ဘာဖြစ်ရမလဲကွာငါတို့ကိုအဲ့ဒီလူလှည့်စားထားတာဘလို့လှည့်စားတာတော့ဗျဖိုးတော့ကြကနားမလဲနိုင်တာမို့မေးမိကောတစေကြီးကဟောမင်းကလည်းခတ်ပါပြီကွာငါတို့ကိုဒီတောင်ကနေဆင်းမရအောင်အဲ့ဒီလူလှည့်စားထားတာကိုပြောတာကွာလူမဟုတ်ပါဘူးဗျနတ်ပါအေးကွာနတ်အဲ့ဒီနတ်လှည့်စားထားတာသူကဘာလို့လှည့်စားတာတော့တစေကြီးကကောဘလို့သိတာတော့မင်းကလည်းအမေအမြန်ထူလိုက်တာကွာငါပြောပြမယ်ငါရေသွားခတ်တော့မင်းစာလေးတစ်ကောင်နဲ့စုံနေကွာမင်းစာလေးနဲ့စကားဆက်မရင်အစင်းလန်းကဒီလောက်ခက်ခက်ပင်ပန်းမစင်းရဘူးလို့ပြောပြတယ်တောင်ဆောင်တက်ကြီးကိုလည်းမယုံနဲ့တဲ့အဲ့ဒါနဲ့ငါပြန်လာခဲ့ဟောကွာဒီနားရောက်တော့ဟိုဘက်ကြောက်တုံးနားမှာအဲ့ဒီလူနတ်ကိုတွေ့တယ်ကွာဟောဗျာအခုကောရှိသေးလားငါ့ကိုတွေ့တော့ရိတ်ခနဲ့ပုံးသွားတယ်အခုတော့ထပ်မတွေ့တော့ဘူးငါအထင်ပြောရရင်တော့ဒီနတ်ကဖျားဖူးလို့မဝသေးတာနဲ့ငါတို့ကိုလှည့်စားနေတာဖြစ်မယ်ခုနကငါမြင်တာအဲ့ဒီလူနတ်ပါဆိုဗျာအေးကွာအဲ့ဒီနတ်ကဖျားကိုလက်အုပ်ချပြီးတော့ဖူးနေတာကွာဟောဒါဆိုရင်တော့သူလှည့်ပြားတာသေးကြပြီပေါ့အေးဆိုဒါဆိုလဲဆရာသူတော်ကိုပြောလိုက်လေဗျာအေးငါတယောက်တည်းပြောရင်မယုံမှဆိုလို့ကွာဒါဖြစ်ကျုပ်ပါလိုက်မယ်ဗျာဘဲနဲ့ကျုပ်လည်းငယ်တုန်းကတောင်းတွေပါတွေတက်ဖူးပါတယ်အတက်ပဲမောတာကြားဖူးတာအခုကအစင်းကြီးကိုမောနေရတာဘိုးတော့ကြလဲပွားစီပြောရင်ထပြီးတော့သူတော်အနာကိုသွားမိတယ်တစေကြီးလည်းလိုက်လာတာပေါ့သူတို့နှစ်ယောက်ကတ်လာတာတော့သူတော်ကကြောခန့်ရက်သားကကာကြီးထိုင်နေရင်ကလှဲ့တောင်ကြည့်မလာခဲ့ပါဘူးဆရာသူတော်ဖိုးတော့ကြကအတန်ပြုတ်တယ်သူတော်ကတော့မကြားတဲ့အတိုင်းပဲတုတ်တောင်မလှုပ်ဘူးဆရာသူတော်ဖိုးတော့ကြအနာတို့လို့ထက်ခေါ်တယ်မထူးပါဘူးဒီတော့ဖိုးတော့ကြရောတစေကြီးပါသူတော်ဘာများဖြစ်နေတယ်လဲဆိုပြီးအနီးကကြည့်ကြပါဦးသူတော်တယောက်ထိုင်ရသားကြီးနဲ့တရှိရှုအတန်ပေးရင်အဲ့လိုနေပါကောလားဆရာသူတော်ဖိုးတော့ကြခတ်တိုးခေါ်ရင်ကင်လှုပ်လို့နှိုးကြည့်တယ်တော့ကြဆရာသူတော်ကအဘိုးတကြားတို့အခေါ်ရှိလို့သွားတာလားမှမသိတာအရန်ကာရောကြီးလှုပ်နှိုးမနေပါနဲ့အောင်ဩဟုတ်မယ်ဗျအဲ့ဒါဖြစ်နိုင်တယ်ဖိုးတော့ကြလည်းအနောက်ကိုပြန်ဆုပ်လိုက်ပြီးဆရာသူတော်ကအဘိုးတို့စီကိုသွားနေတာဆိုတော့အခုကျုပ်တို့ဘာလုပ်ကြရမလဲဘာလုပ်တတ်မှာလဲကွာငါအနေနဲ့ကြားတော့လေတစေတယောက်အနေနဲ့ကိုနတ်ကြီးကိုဘာမှလုပ်နိုင်မှာမဟုတ်ဘူးကွာဒါဆိုလဲနားရင်းနဲ့ပဲဆရာသူတော်ပြန်ရောက်လာမှကိုစောင့်ကြရုံပေါ့ဖိုးတော့ကြလေသူထိုင်ခဲ့တဲ့ကြောက်တုံးကြီးစီကိုပြန်ရောက်လာပြီးထိုင်နေလိုက်ပါတယ်တစေကြီးကလည်းလမ်းပေါ်မှာပဲလဲလျောက်နေပါတော့တယ်နှစ်ယောက်သာအဲ့ဒီအတိုင်းနဲ့အချိန်တွေအကြာကြီးဖြတ်တန်းကြရတယ်သူတော်ပြန်ရောက်လာချိန်အိပ်ပျော်နေမိမှဆိုလို့တယောက်ကိုတယောက်လည်းမကြာခဏလှမ်းပြီးတော့တတိပေးဖြစ်နေကြလေရဲ့တောင်ဆောင်တဲ့ကြီးကိုလည်းစိတ်မချရဘူးမဟုတ်လားမတော်ဖျားကိုကြီးညိုလုံးပြီးတော့အပီးယူပြေးသွားမှာဖြစ်ဖိုးတော့ကြခမပင်မလုံးပြီးတော့အိတ်ချင်လွန်လျက်နေပါတယ်သို့ပါတော့လဲပေးတေပြီးတော့အိတ်ချင်ပြေးစီအောင်နတဲကသပင်မွှေးတွေကိုဆွဲလိုက်နှထင်တွေပွတ်လိုက်နေပါတစေကြီးရောသူလည်းပဲအိတ်ချင်နေတာပါပဲဒါကိုမရမကမျက်လုံးတွေကိုပြူးပြဲပြီးတော့ရှိနေလေတယ်တောင်ဆောင်တဲ့ကြီးကတော့စင်းထုတော်အနာကိုကတ်လာလိုက်တစေကြီးတို့ကထကြည့်ရင်တခါပျောက်သွားပြန်လိုက်နေပေါ့သူတော်တယောက်ငုတ်တုတ်ကြီးကနေဟွာကနေတန်းဝေရင်းကအညောင်းညာဆန့်လို့လှုပ်ရှားလာပါပြီသူတော်ပြန်ရောက်လာပြီဖြစ်တဲ့အတွက်ဖိုးတောက်ကြနဲ့တစေကြီးတို့လည်းဝမ်းသာအားရပဲအနာကိုအပြေးသွားမိကြတယ်အေးလို့ကောင်းလိုက်တာကွာအခုမှပဲနေသာထိုင်သာရှိသွားတော့တယ်လက်တွေဘာတွေခါရင်ရေရွတ်လိုက်တဲ့သူတော်စကားကြောင့်ဖိုးတောက်ကြတို့လှမ်းနေတဲ့ခြေလမ်းလေးတွေတုံငနေပဲတယောက်မျက်နှာလေးတယောက်ကြီးမိလိုက်ကြတယ်သူတော်ရေရွတ်လိုက်ပုံအရဆိုသူတို့နှစ်ယောက်ထင်တယ်လို့အဘိုးတို့ရှိရာစီကိုသွားနေတာမဟုတ်ဘူးတယ်လေဆက်ဆက်ထိမခံတဲ့ဖိုးတောက်ကြကမနေနိုင်ပါဆရာသူတော်ဟေးဖိုးတောက်ကြခေါ်လိုက်တော့သူတော်အယောင်ယောင်အနားနာနဲ့ပြန်ထူရင်လှဲ့ကြည့်လာပါတယ်ခမကအဖိုးတို့စီကိုသွားနေတာမဟုတ်ဘူးလားငါမသွားပါဘူးဗျာမသွားဘူးဟုတ်လားဒါဖြင့်ငုတ်တုတ်ကြီးထိုင်ပြီးတော့ငြိမ်နေတာကဘလို့ဖြစ်တာလဲခေါနကကိုမေးတာလားဟုတ်တယ်လေဗျဖိုးတောက်ကြခက်ဆက်ဆက်ပဲပြန်ဖြေလိုက်တော့သူတော်ဆက်ဖြည်းဖြည်းဖြစ်သွားတယ်
အဲ့ဒါကလေငါသူတော်အိပ်ပျော်သွားတာကွာဟောဗျာဖိုးတော့ကြကြည်ကွကွဲနဲ့ရေရွတ်တယ်တစေကြီးကသူ့နှစ်ဖို့သူပြန်ရိုက်လေကဖြစ်မှာဖြစ်ရလေဆရာသူတော်ရဲ့ကျုပ်တို့မှာတော့လေအဘိုးတို့စီသွားနေပါတယ်ဆိုပြီးတော့ဒီမှာကိစ္စရှိနေတာတော့မထီရမနှုတ်ရက်နဲ့ဟမ်ဒါအဖြစ်နင်တို့ကမအိပ်ဖဲနဲ့ငါ့ကိုစောင့်နေကြတာပေါ့ဟုတ်တယ်ဆရာသူတော်ဟိုကိုသွားတယ်ထင်ပြီးတော့ကျုပ်တို့ကစောင့်နေတာနင်တို့ကတော့လေဖြစ်ကိုဖြစ်ရမယ်တစေကြီးနဲ့ဖိုးတော့ကြတော့သူတော်ပညာပြတာကိုခံရပြန်ပါပြီသူတော်ကတော့သူထုံးစံအတိုင်းဆက်ဖြည်းဖြည်းပေါ့ခံရသူနှစ်ယောက်ကတော့မျက်နှာလေးတွေရှုံလို့မဲ့လို့နင်တို့ကလည်းငါသူတော်လေးအိပ်ပျော်သွားမိတာကိုပဲဖြစ်လိုက်ကြတာမျက်နှာကြီးတွေကနွားချေးပုံအိုကြီးတွေကြာနေတာပဲဆရာသူတော်ကခံရသူမှမဟုတ်တာဗျကျုပ်တို့ကခံရတာနှစ်ယောက်စလုံးဒီလောက်အိတ်ချင်နေတာတော့မအိတ်ဖဲနဲ့စောင့်နေတာကိုဖိုးတော့ကြထအော်တော့သူတော်ဇက်ကလေးပုသွားရတယ်ပြီးတော့မျက်နှာသေးလေးနဲ့စိတ်မဆိုးကြပါနဲ့ကွာငါသူတော်လေးလဲထိုင်ရင်းနဲ့အိပ်ပျော်သွားခဲ့တာထားလိုက်ပါတော့ဗျာအခုအရေးကြီးနေတာကဟိုမယ်ဟိုကားကိစ္စဖိုးတော့ကြကမေးငေါ်ပြီးတော့တောင်ဆောင်နှက်ကြီးရှိရာဘက်ကိုပြလိုက်တယ်သူတော်လှမ်းကြည့်လိုက်တော့တောင်ဆောင်နှက်ကြီးကရိတ်ခနဲ့ပုံးကွယ်လိုက်တာကိုမြင်ရလေရဲ့အဲ့ဒါကြီးကဘာဖြစ်တာလဲဘာဖြစ်ရမလဲကျုပ်တို့ကိုတောင်အောက်ဆင်းမရအောင်ကျုပ်တို့ကိုမျက်စိလှည့်ထားတာတဲ့သူတော်လဲမန္တန်သုံးတန်ကိုရွတ်ဆိုလိုက်ပါတယ်ဘဝန်းကြီးတစ်ခုလုံးကချက်ချာလဲသွားပြီးမြင်ကွင်းတွေကပြောင်းလဲကုန်ပါတယ်ဟောဗျာဖိုးတော့ကြပါဇက်အဟောင်းသာဖြစ်ရပြီသူတို့အစင်းလန်းဆိုပြီးတော့သွားနေကြတဲ့ဘက်ကတောင်ပေါ်ကိုပြန်တက်ရလမ်းကြီးဖြစ်နေတယ်လေဒီတောင်ဆောင်တက်ကြီးတရားလွန်သွားပြီကွာသူတော့အတော်လေးဒေါသထွက်သွားရပါတယ်ချက်ချင်းပဲမန်တန်သုံးတန်ထက်ယူပြီးအဆောင်လျှောက်တွေကိုခေါ်လိုက်တော့အရှိစီမှာအဖြူရောင်ချက်ဝစ်တွေနဲ့လူတစ်ကြိမ်လောက်ထွက်ပေါ်လာပါရော။အိုးအကျင်မကောင်းတဲ့တောင်ဆောင်တက်ကိုသွားခေါ်ခဲ့ကြကွာ။မန်တန်အဆောင်တွေရိတ်ခနေပဲပျောက်ကွယ်သွားကြပါတယ်။ဘလောက်မှမကြလိုက်ပါဘူးမန်တန်အဆောင်တွေဟာတောင်ဆောင်တက်ကြီးမောင်သင်းကိုကုန်းကုန်းကွကွပုံစံကြီးနဲ့ဝိုင်းမှဖမ်းခေါ်လာကြတော့တာပါပဲ။ကျုပ်ဖျားကိုကြည်ညိုလွန်းလို့အခုလိုလုံးမိတာပါ။ကျုပ်ကိုခွင့်လွှတ်ပေးပါ။တောင်ဆောင်တက်ကြီးကတောင်းပန်လာပါတယ်။ခွင့်မလွှတ်ပေးနဲ့ဆရာသူတော်သူ့လောက်ထားနဲ့ကျုပ်ဆိုရှာမြေကြီးထိလူမတက်မောခဲ့ရတာဟုတ်တယ်ကျုပ်လည်းအတူတူပဲဖိုးတော့ကြကဒေါသနဲ့ပြောတာကိုတဆေကြီးကမီးလောင်ရလေပင့်ဝင်လို့ပြောပါတယ်နင်းကမောတတ်လို့လားတဆေကြီးရဲ့သူတော်ကလှဲ့မေးလိုက်ပါတယ်ဩကျုပ်ကတော့မမောတတ်ဘူးလေဒါပေမဲ့ဖိုးတော့ကြကမောနေတော့သူ့ကိုချင်းစာမိတာပါသူတို့ချင်းညင်းခုန်ရင်ပြောနေတာကိုနားထောင်နေတဲ့တောင်ဆောင်နဲ့ကြီးခမရတော့ဟိုဘက်မျက်နှာကြည့်လိုက်ဒီဘက်မျက်နှာကြည့်လိုက်ပါငါသူတော်ခွင့်မလို့ဘူးမလုပ်ပါနဲ့ဆရာသူတော်ခင်ဗျာကျုပ်အမားကိုကျုပ်သိပါတယ်ကောင်းတဲ့အမားတစ်ခုပါဒါကြောင့်နင်ကတော့ဖះကိုကြီးညိုတာမှန်တာပေါ့ဒါပေမဲ့ငါသူတော်တို့ကနောက်ထပ်ဖះပင်းဖို့အတွက်ကိုသွားဖို့အချိန်တွေကြန့်ကြာကုန်ရတယ်လေခွင့်လို့ပါဆရာသူတော်ရဲ့ခွင့်မလွတ်နိုင်ပါဘူးအဲ့ဒီတော့အပြစ်ပေးရမယ်မလုပ်ပါနဲ့ဆရာသူတော်ရဲ့မရဘူးမဖြစ်မနေကိုပေးရမယ်သူ့ကိုဘလို့အပြစ်ပေးမှလဲဆရာသူတော်တစေကြီးကဝင်မေးလိုက်တယ်ငါတို့ကိုဖျားတွေကိန်းဝစ်တဲ့ရွာအထိသူ့ကိုအမြန်ဆုံးရောက်အောင်လိုက်ပို့ခိုင်းရမှာပေါ့ဗျာတောင်ဆောင်နဲ့ကြီးခမညာဘာမှမတတ်နိုင်တော့ပါသူတော်တို့တတတောင်ဆောင်နဲ့ကြီးရဲ့ကောင်းမှုကြောင့်ပဲအရှိကစင်းတူတော်တွေထားရှိရာကျောင်းစီကိုအမြန်ဆုံးရောက်ရှိခဲ့ရလေတယ်ကျောင်းစီကိုရောက်တော့ဖျားစင်းတူတော်ကိုအနှံပြီးအရှိကနှစ်စုနဲ့အတူထားစေတယ်တောင်ဆောင်နဲ့ကြီးမောင်သင်းခမညာအစတုန်းကလိုက်ပို့ဖို့ကြောက်ရွံ့ခဲ့ပေမဲ့အခုများကြတော့အရှိကဖျားနှစ်စုကိုပါဖူးခွင့်ရတဲ့အတွက်ဖူးမြော့မဝဖြစ်ပြီးတော့အလွန်ကြည်နူးနေမိပါတယ်ငါသူတော်ကနင့်ကိုတမင်ခေါ်လာခဲ့တာတောင်ဆောင်နဲ့ကြီးရဲ့သူတော်ကသူခေါ်ဆောင်လာရတဲ့စိတ်အကြံကိုပြောပြတော့တောင်ဆောင်နဲ့ကြီးကယေရှုတင်လိုက်တာဆရာသူတော်ရဲ့ဒါနဲ့လေဒီကဖျားသုံးစုကိုဖူးပြီးတော့နောက်ထပ်ကြံအောင်မဲ့နှစ်စုကိုလည်းကျုပ်ဖူးမြော့လို့စိတ်တွေကပြင်းပြလာရတယ်အဲ့ဒါလေကျုပ်ဆရာသူတော်တို့နဲ့လိုက်ခဲ့လို့ရနိုင်မလားဗျာနင်းကဆောင်းချောက်ရတဲ့တောင်ကိုပြစ်ပြီးတော့သွားလာလို့ရရဲ့လားရပါတယ်ဆရာသူတော်လက်အောင်ငယ်သားတွေနဲ့ထားရလို့ရပါတယ်ဒါအဖြစ်လေလိုက်ခဲ့ပေါ့
တောင်ဆောင်နဲ့ကြီးပျော်သွားခဲ့ပါပြီဒီလိုဖြစ်ကျုပ်အလွန်ဝမ်းသာမိသွားရပါပြီကျုပ်အထက်ကနမင်းတွေကိုတင်ပြပြီးငယ်သားတွေကိုစီမံပြီးတာနဲ့ဆရာသူတော်တို့နောက်ကိုကျုပ်လိုက်ခဲ့ပါမယ်ကောင်းပါပြီတောင်ဆောင်နဲ့ကြီးကပြန်သွားခဲ့ပါတယ်သူတော်တို့လည်းဆရာတော်ကိုစကားဆမိတချို့ရှောက်တင်ပြီးတော့ကျောင်းစီကနေပြန်ဆင်းကြတော့အောက်မှာဘိုးစာတီးတို့စောင့်နေတာကိုတွေးကြရပါရောသူတော်နင်တို့အခုကိုပဲနောက်ထပ်ခရီးအဖြစ်တက်မှကိန်းရဖျားကိုသွားပင်ကြရလိမ့်မယ်ချက်ချင်းလောက်ဘိုးတကြရဲ့ဖိုးတော့ကြကဂျားဝင်ပြီးတော့ရှုံးမဲလို့ပြောတော့ဘိုးစာတီးကောဘိုးရွှေကောကရေကြပါတယ်ချက်ချင်းသွားပင်မှရမှာပါမောင်းတော့ကြရဲ့အင်းဖို့အဘိုးတို့ရဲ့သွားဆိုတော့လေသွားရမှာပေါ့ဖိုးတော့ကြခက်ဖွားဖွားရေရွတ်လိုက်လေတယ်သူတော်တို့ကဘယ်ကိုသွားရမလဲဖိုးတကြတစ်မင်းတောင်စီကိုတစ်မင်းတောင်အဲ့ဒါကဘယ်နေရာမှာလဲဖိုးတကြသူတော်ကဘိုးစာတီပြောပြရာစကားကိုအတန်ထက်ရွရွတ်ပြီးမေးခွန်းစလဲတပြိုင်တည်းထဲထုတ်လိုက်ပါတယ်ဒီကနေတောင်အရက်ဆွဆွကိုသွားပါ၃ရက်တာခရီးရှိတဲ့အခါကျရင်တစ်မင်းတောင်စီကိုဆက်သွားဖို့တစုံတစ်ယောက်ကစောင့်ဆိုင်နေပါလိမ့်မယ်သူတော်တို့သွားလိုက်ပါမယ်စောင်းရန်ရှောင်းရန်တွေကိုပြောပြပါအောင်ဖိုးတကြစောင်းရန်ရှောင်းရန်ကတော့ထွေထူးပြီးရှိမနေဘူးငါသူတော်အဓိကသိထားရမှာကဖယားကတစ်ပင်အတွင်းမှာကိန်းအောင်နေတယ်ဘဲစီဘဲအပင်မှာကိန်းအောင်နေတယ်ဆိုတာဘယ်သူမှမသိနိုင်ကြဘူးဒါမဲ့လားပြည့်ရက်ကြရင်ဖယားကရောင်ကြီးတော့ကွန်မြူဖို့ရှိနေတယ်ဒါကလေတစ်တွင်းကဖယားတကိုးကပုံပုံတထောင်ကြာသတင်းကျွညကွန်းလို့မြူးဆောင်ဆိုတဲ့တပောင်ကိုကောက်ကြည့်ပြီးတော့အတိရှိမိတာပါဒီဖယားကြထူးထူးခြားခြားတပောင်တွေဘာတွေနဲ့ပါလားဒီဖယားမှာမဟုတ်ဘူးအရှိကဖယားတွေစီမှာလဲတပောင်တွေရှိကြပါတယ်ရေကိန်းဖယားနဂါးများကကိုးလို့ကွဲတထောင်ကြာတော့ကုံထက်စံကြီးရောင်ဝါတိတ်ဤဒါကပထမဖယားရဲ့တပောင်နောက်ဖယားကကြလေကိန်းဖယားဖုံမင်းကိုးကနှစ်စုတူပရံပေလက်ဒါကဒုတိယတဆူရဲ့တပောင်သုံးစုဖယားရေတွင်ကိန်းကမွေမင်းရေကကိုးကွယ်တယ်တထောင်ကြာပြီးတကာတိကလာရောက်ပြီးမှပင့်လိုက်မယ်ဒါကအခုပင့်လာတဲ့ဖယားရဲ့တပောင်ပဲတခုစီတိုင်းမှာအတိတ်ပဲတစ်မျိုးစီတွေနော်အဖိုးဖိုးတော့ကြကစကားစားလိုက်တယ်ဟုတ်တယ်ဒါတွေအားလုံးကဖယားတကရေသေးကြီးခြံရစ်ခဲ့တဲ့တပောင်တွေပဲကျန်တဲ့ဖယားတပောင်အတွက်ကတော့အဲ့ဒီကြမှာပဲပြောပြတော့မယ်ဟုတ်ကဲ့ပါဖိုးကဲဒါဖြစ်လဲမောတဲ့ပန်းနဲ့မတွေးတော့ပဲရောင်တော်မြူးမဲ့လားပြညအမိကိုသမင်းတောင်စီကိုအရောက်သွားကြတော့ငါသူတော်တို့ကောင်းပါပြီဘိုးတကြသူတော်တို့အခုကိုပဲခရီးစတင်ကြပါတော့မယ်ဘိုးစာတီတို့ကိုပြောပြီးတာနဲ့သူတော်တို့လည်းကျောင်းဝန်းထဲကနေထွက်ကြပြီးတောင်ရက်ဆွဆွစီကိုခရီးစတင်ဖြစ်ကြပါတော့တယ်လမ်းခီးမှာရွာတွေကိုကြုံကြရတယ်တောတွေကိုဖျက်ကြရပြီးချောင်းတွေမြစ်တွေကိုကူးလူကြရတယ်၃ရက်တာခရီးကိုသူတော်တို့၃ယောက်မနာမနေကိုပဲတွားကြရပါတယ်မကြခင်ရက်အပိုင်းခြားဆိုရင်ရာသီအခါအရဝါလာကင်းလို့သတင်းကျွတ်ပေတော့မယ်သတင်းကျွတ်လာပြည့်ညမှာဖယားကရောင်တော်မြူးမှာဆိုတော့အဲ့ဒီမတိုင်ခင်သမင်းတောင်စီကိုသူတို့ရောက်ကြရဖို့လိုအပ်တယ်လေဒီလိုအစည်းအတားတွေကိုဖျက်ကျော်ကူးလူချပြီးနောက်မှာတော့သူတော်တို့၃ယောက်ဟာသမင်းတောင်ခြေစီကိုရောက်ရှိကြရပါတယ်ဘိုးစာတီတို့ပြောတဲ့ကိုညီမဲ့သူဆိုတာကိုအရေးအယောင်တောင်မတွေ့ရသေးပါဘူးအဲ့ဒီအတွက်ကြောင့်လဲသူတော်တို့၃ယောက်ဟာတောင်ခြေကတစ်ပင်စီမှာတခဏထိုင်နာကြလေတယ်အနားယူလို့တခဏလောက်ကြာတော့သူတို့တွေစီကိုတောင်ဝေးတစ်ချောင်းထောက်ပြီးတရွေ့ရွေ့လှမ်းလာနေတဲ့အဖိုးကိုတယောက်ကိုဖိုးတော့ကြကလှမ်းတွေ့လိုက်လေတယ်ဆရာသူတော်ကျုပ်တို့ကိုကူညီမဲ့ဆိုတာအဲ့ဒီအဖိုးကြီးများလားဖိုးတော့ကြပြောတော့သူတော်တို့လည်းကြည့်မိကြပါတယ်ဟုတ်မယ်ထင်တယ်တစေကြီးကပြောလိုက်ပါတယ်မေးကြည့်ရင်တော့သိမှာပေါ့သူတော်ကတော့ခပ်ပပေါ့ပဲပြောပြီးထိုင်မြဲအတိုင်းထိုင်ရင်အောက်ကကြောက်ခဲနှလုံးကိုကောက်ယူလို့စော့နေလေတယ်အဖိုးကသူတော်တို့အနားကိုရောက်လာခဲ့ပါတယ်ဒီကမောင်တို့ကဖျားပေးမဲ့သူတွေလားကွဟုတ်ပါတယ်မောင်တို့အတွက်အဖိုးကိုအကူအညီတောင်းထားလို့ပါဘသူကလဲသူတော်ကစော့ကစားနေတာကိုရက်ပြီးတော့မေးပါဦးဘသူကလဲဆိုတာကြဖြေလို့မရပါဘူးဒါဖြစ်လေငါတို့ကလည်းမတော်နိုင်ပါဘူးလေသူတော်ကအဖိုးကိုဘူးပေါက်စကားတွေ
ပြောနေပါဦးဒီအချင်းအရာကြောင့်ဖိုးတောက်ကြတို့ခမညာအံ့အားသင့်မိကြရပါတယ်မောင်တို့အဖိုးနဲ့လိုက်ခဲ့ဖို့လိုပါတယ်ငါတို့မလိုက်ပါဘူးအဖိုးကထက်ခေါ်တာကိုသူတော်ကထက်ညင်းပါတယ်ဆရာသူတော်ဖိုးတောက်ကြကအဖိုးကြီးကိုအားနာမိတာမို့ဝင်ပြောတော့သူတော်ကဘာမှပြန်မပြောတော့ပဲကြောက်ခဲနှလုံးကိုပြန်ဆော့ကစားနေလေတယ်အဖိုးအားနာလိုက်တာဗျာဖိုးတောက်ကြကအဲ့ဒီလိုပြောလိုက်ပါတယ်တဆေကြီးကဖိုးတောက်ကြအနားကိုကတ်လာပြီးဒေသန်တွတ်တွတ်နဲ့ပြောလိုက်တယ်တောက်ကြဆရာသူတော်တော့အကောင်းကြီးကနေဖောက်ပြန်ပြီးထင်တယ်ဖြစ်နိုင်တယ်ဗျာဘယ်လိုလုံးရမလဲတော့မသိတော့ပါဘူးသူတော်ကသူတို့ပြောနေကြတာကိုကြားမိလေတယ်သို့ပါတော့လေသူတို့မသိတာကသူကသိထားသူမဟုတ်လားအဲ့ဒီအတွက်ကြောင့်မသိကြိုးကြုံပြူရင်းသာနေဖြစ်ပါတယ်ဒီလိုရှိခိုင်မှာပဲသူတို့အနာစီကအရေးတစ်ခုကဖြတ်ခနဲ့ပေါ်လာပါဩတောင်ဆောင်နဲ့ကြီးမောင်သင်းပါဩတော်တော်အတင်းရဲတဲ့အကောင်ပဲနင်ကမြရေရဆက်ဆက်ပြောဆဆိုပဲတောင်ဆောင်နဲ့ကြီးမောင်သင်းကအဖိုးစီကိုခုံဝင်ပြီးတော့တောင်ဝေးကြီးကိုလူယူလို့အဆက်မပြတ်ရိုက်နှက်ပါတော့တယ်အဖိုးကတောင်ဆောင်နဲ့ကြီးမောင်သင်းကိုဘာမှပြန်မလုပ်နိုင်ဘူးရိုက်သမျှကိုအလူအလဲခံရင်နာကျင်ဟစ်အော်နေလေတယ်ဖိုးတောက်ကြတို့လည်းတောင်ဆောင်နဲ့ကြီးမောင်သင်းကိုစိတ်ဆိုးကြကဝင်ရောက်ဆွဲကြပါတယ်သူတို့ဆွဲတော့မှအဖိုးကိုလည်းတက်တာရရလေပြီးနေရာကနေကတော်ကမျောထွက်ပြေးပါတော့တယ်အဲ့ဒီအကောင်ကမကောင်းဆိုးရတပတ်ကောင်ကြီးဟဲ့မောင်တို့ရဲ့တောင်ဆောင်နဲ့ကြီးမောင်သင်းကပြောတော့ဖိုးတောက်ကြတို့လည်းထွက်ပြေးသွားတဲ့အဖိုးကြီးကိုလှမ်းကြည့်မိလိုက်ပါတယ်ဖះဒေါ်ဆက်စီကိုရောက်မှာပဲအဖိုးကြီးအသွင်ကနေပျောက်ပြီးတော့အမွှေးမြင်တွေနဲ့ကြီးမားတဲ့တပတ်ကြီးအဖြစ်ကိုပြောင်းလဲသွားပြီးတောထဲကိုဆက်ပြေးဝင်သွားပါဩဘယ်လိုများဖြစ်ရတာလဲသူ့ကိုယ်သူအထင်ကြီးနေတဲ့တပတ်လေဒီတောင်ချိန်မှာသူကကြက်စားပြီးတော့သူ့အပြင်တခြားကိုမလိုလို့လာပြီးတော့နှောက်ချက်တာသူတော်ကလှဲ့မကြည့်ပဲပြောလာတယ်ဖိုးတောက်ကြတို့အံ့အားသင်ကြရပါပြီဆရာသူတော်ကအစတွေကသိနေတာလားဖိုးတောက်ကြကမေးလိုက်ပါတယ်သိနေပါဒါဖြစ်ဘာလို့များမလှုပ်လွတ်လိုက်တာလဲဗျာပြင်းလို့လေပြင်းလို့ဖိုးတောက်ကြတဲ့တဆေကြီးကတော့သူတို့ကိုကြည့်ပြီးဘာပြောရမယ်မှန်းမသိပါဇက်အဟောင်းသားလေးနဲ့ပေါ့ခဏအကြာမှာတော့သူတို့အနားစီကိုခက်ရွယ်လူတယောက်ရောက်ရှိလာပါတယ်ဒါကမှကိုညီမဲ့သူဟာတောင်တောင်းနဲ့ကြီးမောင်တင်းကပြောလေတယ်အဲ့ဒီလူကအနားကိုရောက်လာတော့ပြုံးရပြပြီးဆရာသူတော်တို့ရောက်နေတာကိုကြုံမသိလိုက်လို့နောက်ကျသွားရပါတယ်ခွင့်လွတ်ပါရပါတယ်ဟုတ်ကဲ့ကျုံနဲ့မိကမောင်ထိန်ပါဟိုးတဖန်နာကကြောက်တုံးကြီးအနားမှာကျုပ်ရဲ့ဗိမ္မာန်ရှိပါတယ်ဟုတ်ပါပြီတော်တော်ကြွားထူတဲ့နဲ့လို့တဆေကြီးကတွေးလိုက်တယ်ဒါနဲ့ခုနကတပတ်ကြီးငထွေးဒီဘက်ကနေထွက်ပြေးသွားတာကိုတွေးမိတယ်ဒီကဆရာတို့ကိုသူနှောက်ချက်ပြန်နေထင်တယ်ဟုတ်တယ်လေကျုပ်ရိုက်ထုတ်လိုက်လို့သူပြေးရောပေါ့တောင်ဆောင်နဲ့ကြီးမောင်တင်းကကြွားဝါလုံးနဲ့နတ်မောင်ထိန်ကိုပြန်ကြွားပြီးတော့ပြောလိုက်တယ်သူကဒီလိုပါပဲရောက်လာသူတိုင်းကို6လှန်နှောက်ရက်ရမှကျင်တတ်တာကဲငါတို့တောင်ပေါ်တက်လို့ပြီလမ်းပြလိုက်ပို့ပြီးတော့သူတော်ကလူရင်းစကားကိုပဲထပြောတယ်ကြောက်တုံးမှနေတဲ့နတ်မောင်ထိန်ကသူတော်တို့ကိုတောင်ပေါ်စီကိုခေါ်ဆောင်ခဲ့ပါတယ်လမ်းကောင်းစီကခေါ်ဆောင်တာမို့ရမ်းမကြမှာပဲတောင်ပေါ်စီကိုရောက်လေတယ်တောင်ပေါ်ရောက်တော့သူတော်တို့လည်းရီမှန်းရရောက်ခဲ့ကြရပြီလာပြင်းညကမနှက်ဖြန်မှဆိုတော့အချိန်ကလည်းလုံလောက်ယုံတင်မကသူတို့အတွက်ပိုလို့တောင်နေပါသေးတယ်ဒီတော့သူတို့လည်းစင်းတူတော်စီကရောင်တော်ကွန်မြူးမဲ့လာပြည့်ညစီကိုရောက်ဖို့ရာစောင့်ဆိုင်ကြယုံရှိတော့တယ်သူတော်ကနတ်မောင်ထိန်ကိုပြန်လွှတ်လိုက်ပါတယ်ပြီးတော့၄ယောက်သာတောင်ပေါ်မှာပဲတင်းတင်းရနေရတို့ကိုစီယူကြပြီးစောင့်ဆိုင်ရင်နေကြရတော့တာပေါ့ဒီညနေကတော့လာပြည့်နေ့ရဲ့ညနေခင်းအချိန်ဖြစ်ပါတယ်သူတော်တို့၄ယောက်ဟာညနေဆောင်ကလေးကတောင်ထိပ်စီကနေရက်ပြီးတော့ဘေးဝန်းကျင်အရက်ရှိမျက်နာကိုမျက်ခြေမပြတ်တမ်းအကဲခတ်နေကြပါတယ်နတ်မောင်ထိန်လည်းသူတို့စီကိုရောက်ရှိလာလိတဲ့ဒီတော့9ယောက်သားအရက်ရှိမျက်နာကိုအာယုံဆိုင်လို့ကြီးကြရတာပေါ့မိုးချုပ်စပြုလာတော့ကြည်လင်နေတဲ့ကောင်းကင်ရန်ရဲ့အရှိအရက်စီကလားပြေဝန်းဝိုင်းဆက်ဆက်ကြီးကတဖြည်းဖြည်းထွက်ပေါ်လာပါတယ်လားပြေဝန်းကြီးရဲ့အလင်းရောင်ကြောင့်ခုနကချင်းနှင်းဝင်ရောက်လာတဲ့အမှောင်တုကတတလောကကြီးစီကနေပြန်လဲထွက်ခွာသွားခဲ့ပါတယ်ညာပိုင်းခြားစီကိုရောက်လာခဲ့ပါပြီသူတော်တို့တတိုက်ကတော့တောင်ထိပ်စီကနေရက်ရင်အရက်ရှိမျက်နာအသီးသီးကိုမျက်ခြေမပြတ်တမ်း
ကြည်နေကြရပါတယ်အရှိရှိကဖျားတွေကိုပင်းရတော့ကအခုလိုမဟုတ်ပါသူ့ဒါရက်ကနဲ့သူဆိုတော့ရင်ဆိုင်ဖြည့်ရှင်းပြီးတော့ပင့်ဆောင်ယူကြရုံပဲအခုဖျားကြဒါရက်ကရှိမနေခဲ့ပါဘူးဒီအပြင်ကိန်းဝေရာကိုလည်းတစ်ပင်တပင်လို့သာသိထားကြရပါတယ်ဒီတော့တော်ကြောကြီးစီမှာတစ်ပင်တွေကထောင်ချီတောင်းချီရှိနေတာလေဘယ်ပင်စီမှာစင်းတူတော်ကကိန်းဝတ်နေတဲ့ဆိုတာဘယ်သူကသိနိုင်ပါမလဲနတ်ဒေဝတွေတောင်သိနိုင်မယ်မထင်မိပါဘူးအဲ့ဒီအတွက်ကြောင့်လဲစိတ်ရှိရှိနဲ့စင်းတူတော်စီကရောင်တော်ကွန်မြူမဲ့အချိန်ကိုသာစောင့်ကြည့်နေကြရပါတယ်ညကတဖြည်းဖြည်းနက်လာခဲ့တယ်လို့လားပြေဝင်းကြီးကလည်းသူတော်တို့ရဲ့ခေါင်းပေါ်စီကိုရောက်ရှိလာပါပြီအလင်းအားကောင်းကောင်းနဲ့ထိန်ထိန်သာပေးနေလေတယ်ဆရာသူတော်ဟိုမှာဖိုးတော့ကြပြပြတလဲပြောရင်သူ့မျက်နှာမူရာအရက်စီကိုလမ်းညွန်ပြလိုက်ပါတယ်သူတော်တို့လည်းကြီးမိကြရောတစ်ပင်အုပ်အုပ်တနေရာစီကဆူးရှတောက်ပတဲ့အလင်းတချို့ကထွက်ပေါ်လာလေပြီးကောင်းဝင်းစီကိုတရိပ်ရိပ်တက်သွားတာကိုလှမ်းမြင်လိုက်ကြရပါတယ်အဲ့ဒါကန်းကော်ပင်အုပ်ကြီးစီကပဲလာသွားကြစို့လမ်းကိုတီးတဲ့နတ်မောင်ထိန်ကသူတော်တို့ကိုဥဆောင်ပြီးတော့ခေါ်ပါတယ်သူခေါ်ရလမ်းအတိုင်းကိုလိုက်မိကြပါတယ်တခဏအတွင်းမှာပဲအခက်အခဲမရှိပဲအလင်းရောင်ကြီးတွေထွက်ပေါ်နေတဲ့ကန်းကော်ပင်အုပ်အုပ်ဆန်းဆန်းကြီးစီကိုရောက်ရှိကြပါတယ်ဘလို့အိုးတပ်ပယ်လိုက်တာလူ၃ယောက်ဖတ်စာလောက်မကကြီးမားလုံးတဲ့ကန်းကော်ပင်ကြီးရဲ့ပင်စီကထွက်ပေါ်နေတဲ့အလင်းရောင်တွေအကြားမှာညံတော်အဖြစ်ထွာဆိုင်တတာရှိမဲ့စင်ဆွဲနှစ်ရောင်စင်းတူတော်ကိုသူတော်တို့ဖူးတွေ့ကြရပါတယ်ကြုံရဆုံရခဲ့တဲ့အခိုက်အတန့်ဆိုတော့သူတော်တို့အားလုံးမြေစီမှာထိုင်ချမိပြီးလက်အုပ်ကိုစီချီလို့ဥချကြော့မိကြလေတယ်စင်းတူတော်စီကရောင်တော်တွေကအချိန်အနှဲငယ်ကြာကွင်မြူးနေပြီးနောက်တော့တဖြည်းဖြည်းနဲ့ပြန်လဲသေးမိန်လာပါတယ်ဖိုးတော့ကြပင်းတော့သူတော်ကတတိပေးလိုက်လေတော့ဖူးမြော်ရင်နှမျောနေမိတဲ့ဖိုးတော့ကြတယောက်တတိဝင်လေတယ်လက်အုပ်ကိုအချီမပြတ်ချီပြီးထိုင်ရာကထားလို့စင်းတူတော်စီကိုသွားတော့အလွန်ပဲစူးရှာလုံးနဲ့အလင်းရောင်တစ်ချက်ကဖြစ်ပေါ်လာပြီးသူတော်တို့အားလုံးမျက်လုံးတွေပြာဝေကုန်ချရလေတယ်အလင်းရောင်ပြန်မှိန်သွားခဲ့ပါတယ်ဒီအခါသူတော်တို့လည်းမျက်လုံးတွေကိုဖွင့်ကြည့်လိုက်ကြပါတယ်အဲ့ဒီအခါမှာတော့စင်းတူတော်ဟာတကားရင်ဖြစ်ခဲ့ဘူးတဲ့ဖိုးတော့ကြရဲ့ရင်ခွင်စီမှာစံပယ်ရသားရှိနေခဲ့ပါပြီရောင်တော်ပြချင်းတော့လုံးဝမရှိတော့ပါဘူးသူတော်တို့အားလုံးဒီအဖြစ်အပျက်ကိုဘယ်သူမှစကားမဆနိုင်ကြသေးပဲကြည်နေပြီးကြပါတယ်။အိုးငါအခွင့်ထူးလိုက်တာငါတကယ်အခွင့်ထူးကိုရလိုက်တာပါလားတကယ်ကိုကန်ထူးလွန်းနဲ့ငါပါပဲ။တောင်ဆောင်နဲ့ကြီးမောင်သင်းစီကတုံတုံရီနဲ့ရေရွတ်လိုက်တဲ့အတန်ပါဒီအတန်ကိုကြားမိပါမှသူတော်တို့အတိဝင်လာကြရတယ်။တောင်ဆောင်နဲ့ကြီးမောင်သင်းစီကိုအားလုံးကြည့်လိုက်မိကြပါတယ်။တောင်ဆောင်နဲ့ကြီးမောင်သင်းကတော့ဘသူဘလို့ကြည့်ပါစေသူ့အကြီးတို့ကဖိုးတော့ကြပိုက်ထားလေတဲ့စင်းတူတော်စီကနေဘယ်ကိုမှမခွာပဲရှိနေတယ်လို့နှုတ်စီကလည်းငါတကယ်ကိုကန်ထူးလွန်ပါလားဆိုတဲ့စကားကိုပဲအချိန်ချင်းရေရွတ်မြည်တမ်းနေလေတော့တယ်သူတော်တို့လည်းတောင်ဆောင်နဲ့ကြီးမောင်သင်းအဖြစ်ကိုကြည်နူးမှုတွေအပြေအဝနဲ့ပြုံးလို့ကြည်နေမိကြပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာနောင်ရိုးစစ်တက်ရေးသားထားတဲ့အယူသူတော်နဲ့၄စုမြောက်တစ်မှာခိန်းတဲ့ဖျားဆိုတဲ့စိတ်ဝင်စားဖွယ်ရာဇလန်းကောင်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာဇလန်းလေးကိုပြီးဆုံးအောင်နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်စီစဉ်တင်ဆက်သူကတော့ကျွန်တော်ကျော်ထက်ပဲဖြစ်ပါတယ်ခင်ဗျာ